teacher တန်တာပါ grade 5သင်ချာအခန်း1အပြေကိန်းနဲ့ကတ္တပကိန်းများတဲကဒီပုဒ်စာလေးကိုပြပေးပါမယ်ဒီတို့ကပထမဗီဒီယိုမှာဒီမီတာတွေ1000မီတာ1ကီလိုမီတာဆိုတဲ့ဥစ္စာလေးရှာခဲ့တာဒီကွက်လက်လေးတွေကိုဖြည့်ခဲ့တာတွေကလုပ်ခဲ့ပြီးသားဆိုတော့အခုနံပါတ်ခါဝေးကိုကြည့်အောင်အောက်ပါကွက်လက်များကိုဖြည့်ပြီး6589မီတာကီလိုမီတာဖြင့်ပြပါတဲ့6000မီတာဒီ1ကီလိုမီတာရှိတော့အပိုင်း6ပိုင်းဖြစ်တဲ့6000ဆိုတာကရှင်တို့ကတည်ပြီးသား1000ဆိုလို့ရှိရင်1ကီလိုမီတာရှိရဆိုတာတည်ပြီးသားအဲ့တော့6000ဆိုလို့ရှိရင်1006ခါလို့ပြောလို့ရတယ်အဲ့ဆို1ကီလိုမီတာကြီးအပိုင်း6ပိုင်းလို့ပြောလို့ရတယ်အတူတူပဲဆိုတော့1000ရဲ့တန်ဖိုးကို6နဲ့မျှအောင်ပါ1000ဆိုရင်1ကီလိုမီတာရှိရဆိုရင်6000ကျရင်6ကီလိုမီတာဖြစ်မယ်ဒါကြောင့်မို့ဒီနန်းလေးမှာ6ကိုဖြည့်ပေးရမယ်ဒီအောက်မှာရေးလိုက်မယ်နော်သူတို့တွေကိုပေါင်းရအောင်ပါဆိုတော့6ကီလိုမီတာအဲ့ဒါပြီးတော့လို့ရှိရင်900မီတာ900မီတာက100မီတာရဲ့တန်ဖိုးကိုသိလို့ရှိရင်900မီတာကိုရှာလို့ရတယ်100မီတာဆိုရင်900မီတာဆိုတာ105ကာနဲ့အတူတူပဲ100ကိုအပိုင်း5ပိုင်းနဲ့ပိုင်းထားတဲ့အတူတူပဲเนาะ3.1ကီလိုမီတာ100ရဲ့တန်ဖိုးက100မီတာရဲ့တန်ဖိုး3.1ကီလိုမီတာဆိုတော့3.1ကိုအပိုင်း5ပိုင်းဖြစ်တယ်လို့ပြောရင်လည်းရတယ်အဲဒါကြောင့်မို့5ပိုင်းဆိုလို့ရှိရင်9နဲ့သွားမြောက်ပေးရမှာเนาะ900မီတာက100မီတာ9ကမလို့9နဲ့မြောက်တဲ့ပုံစံမျိုး3.1ကီလိုမီတာဒီဘက်ကတန်ဖိုးလေးကို9နဲ့မြောက်ပေးရမယ်9နဲ့မြောက်လိုက်တော့3.5ရလာမယ်အဲ့ဒီမှာဒသမလေးကဒသမလေးကဒီပြေခင်းရဲ့အနောက်ကနေစပြီးတော့ဒသမစထိုးမှာဆိုတော့ဒသမလေးတွေကိုညီအောင်ရေးထားပေးရမယ်ပြီးလို့ရှိရင်တို့တွေကိုပြန်ပေါင်းရအောင်ပါဆိုတော့လေအဲ့တော့80မီတာရဲ့တန်ဖိုး80မီတာဆိုရင်10မီတာရဲ့တန်ဖိုးကိုသိဖို့လို့10မီတာရဲ့တန်ဖိုးကဒီအပေါ်မှာရှာပြီးသားဆိုတော့10မီတာရဲ့တန်ဖိုး3.3 80ဆိုလို့ရှိရင်10 8ခါနဲ့အတူတူပဲအဲ့ဒါဆိုဟိုဘက်ကကိန်းကိုလည်းဟိုဘက်က3.3ဆိုတဲ့ကီလိုမီတာကလည်းအပိုင်း8ပိုင်းနဲ့တူတဲ့ပုံစံဖြစ်သွားမှာလေအဲ့တော့10မီတာ8ခါဆိုတော့8နဲ့မြောက်လိုက်3.3ကိုလည်း8နဲ့မြောက်ပေးရမှာ8ပိုင်းဖြစ်လို့8နဲ့မြောက်လို့ရှိရင်3.3အဲ့မှာဒသမလေးကိုတတိထားမှာဒသမလေးတွေကိုပြန်ပြီးတော့ညီအောင်ရေးပေးရမယ်ခဏန်းတွေကိုညီအောင်ရေးကြမယ်ဒသမလေးတွေကိုပေါင်းမှာမလို့ဒသမလေးတွေကိုညီအောင်ရေးပေးရမယ်ပြီးရင်6မီတာရဲ့တန်ဖိုးကိုရှာခိုင်းတယ်6မီတာဆိုလို့ရှိရင်10မီတာရဲ့တန်ဖိုးကိုသိရင်ရပြီ10မီတာဆိုရင်6မီတာကိုလိုချင်ရင်အဲ့10မီတာ6ကဖြစ်လို့6နဲ့မြောက်လိုက်လို့ရတယ်အဲ့လိုပုံစံမျိုးပဲဒီဘက်မှာ10မီတာရဲ့တန်ဖိုးက3.3ကီလိုမီတာဖြစ်တယ်အဲ့ကြောင့်3.3ကီလိုမီတာရဲ့အပိုင်း6ပိုင်းလို့ပြောလို့ရတယ်ဆို6နဲ့ပဲသူ့ကို3.3ကိုမြောက်လို့ရှိရင်ကီလိုမီတာရဲ့တန်ဖိုးကြီးထွက်လာမယ်အဲ့ဆို3.3ကို6နဲ့မြောက်လို့ရှိရင်3.339ရှာလာမယ်နောက်ဆုံးမှじゃ तू ကအားလုံးကိုပေါင်းပြီးတော့မှကီလိုမီတာပြပေးရမှာဆိုတော့အကုန်လုံးကိုပေါင်းရမယ်ဒသမလေးတို့ညီအောင်ရေးပြီးသူတို့ရဲ့ကိန်းတက်တယ်လေးပြန်ပေါင်းပေးရဆိုဒီမှာ9ဒီမှာကြာရင်8 5 6ဆိုပြီးတော့ရလာဒသမလေးရဲ့တက်တယ်လေးပြန်ထိုးပေးရမယ်အဲဆိုသူ့ရဲ့အဖြေက6.5 8 9ကီလိုမီတာရပါတယ်